Minecraft ထဲမှာကြောက်စရာကောင်းတဲ့အရာဆိုလို့ Hero Bright ကြောင့်လည်းသိရမလားအဲ့ဒါဆိုရင်တော့သိလောကမားနေပါပြီ Minecraft ထဲမှာကြောက်စရာကောင်းတော့ဟွာမမထည့်ပဲနဲ့ပါလေးရှိတဲ့အရာက The Loud Legacy ဆိုတဲ့အရာကြီးပဲဖြစ်ပါတယ် The Loud Legacy ကိုကျွန်တော်တို့ကညီမလို့ဆိုရင်တော့အရက်ရှည် City လို့ကျွန်တော်တို့ခေါ်ကြပါတယ်နောက်ပြီးတော့သူ့ကိုတွေ့တဲ့အခါကျရင်လုံးဝကင်မရာရဲ့အရှိတဲ့ထဲမှာမတွေ့ပါဘူးကင်မရာရဲ့ထောက်ပဲအဲ့လိုနေရာတွေမှာပေါ်လာတတ်ပါတယ်ပေါ်လာတဲ့အချိန်တွေကနေ့လယ်ပါညနေပါညဘက်မှာတကွာပေါ်လာတတ်ပါတယ်အကယ်၍ခေါင်းတို့မရောက်ဘူးဆိုရင်အခုကျွန်တော်တရားမဲ့ဗီဒီယိုကိုတေချာအတန်းချပြီးကြည့်အဲ့ဒီဗီဒီယိုမှာကောက်လေးတယောက်ကသူကစတစ်ကာနဲ့ကွာလိုက်လွှင့်နေတာ Minecraft ဒါပေမဲ့သူတို့နှစ်ယောက်မသိတာကသူတို့ရဲ့ဘီနာမှာအဲ့အရာကြီးပါနေတယ်ဆိုတာပဲကျွန်တော်ချိတ်ရမယ်ဓမ္မကြီးအဲ့ဒီမှာတွေ့လာလုံးဝအရက်အရှိတူဖို့ပုံစံကလက်နေတဲ့ secret ပုံစံရှိရပေါ့နော်ကျွန်တော်ပြောတာမဟုတ်ဘူးဆိုရင်ကျွန်တော်ခုတိရတဲ့ကုတ်ကို brother တို့ရဲ့ Minecraft စီရဲမှာရိုက်ရှာပြီးတော့စော့ကြည့်ပါတက်ကနေပြီးတော့ဒေးကနေပြီးတော့ကွာဒေးတရအတွင်းမှာအဲ့ဒီဘဲယူခေါင်းရည်တွေ့လိမ့်မယ်ကွာမျိုးကြီးစော့ကြည့်လိုက် Okay ကျွန်တော်နောက်ဖက်ရောဒီရတကူရှိရပေါ့နော်ကျွန်တော် YouTube channel ကကျွန်တော်ပို့တယ်မို့နှစ်ပတ်ဘန်းခဲ့ထားတယ်ပေါ့နော်အဲ့ဒါမလို့ကျွန်တော် TikTok မှာပဲ video run နေရပဲထင်ပါတယ် YouTube channel ကနေမထည့်ကြပါနဲ့လို့